မင်္ဂလာဆောင်တော့မယ်ချင်းသက်ဒိုးသားကမင်္ဂလာပွဲကနေထွက်ပြေးသွားတယ်။၄နှစ်ကြာပြီးတဲ့နောက်ထွက်ပြေးသွားတဲ့ကောင်လေးကအရေးပေါ်အခြေအနေနဲ့စေယုံကိုပြန်ရောက်ရှိလာတယ်။ပြီးတော့သူမကအဲလူနာကိုခွဲစိတ်မှုပြုလုပ်ပေးဖို့ပြင်ဆင်နေတဲ့ချိန်လူနာရဲ့နာမည်ကြားလိုက်တဲ့အခါလူနာကအရင်တုန်းကမင်္ဂလာပွဲကနေထွက်ပြေးသွားတဲ့သူ့ရဲ့ယောက်ျားဖြစ်နေလို့အယမ်းလန့်သွားတယ်။ပြီးတော့သူမခွဲစိတ်မှုပြုလုပ်ပေးနေတော့ကောင်လေးကသူမကိုနည်းနည်းတွေ့လိုက်တယ်။ခွဲစိတ်မှုပြီးတော့သူမကကောင်လေးကိုဆက်ပြီးစောင့်ကြည့်နေတယ်။အဲချိန်မှာကောင်လေးနိုးလာတော့ချက်ချင်းပဲသူမရဲ့လက်ကိုစုပ်ကိုက်လိုက်တယ်။ဒါပေမဲ့ကောင်လေးကသူမကသူ့ရဲ့မိန်းမဟုတ်တယ်ဆိုတာမသိဘူး။ဘာဖြစ်လို့လဲဆိုတော့မင်္ဂလာပွဲနေ့မှာသူကသူမကိုတောင်မတွေ့လိုက်ပဲထွက်ပြေးသွားလို့ပါ။သူမကလူနာရဲ့ဒဏ်ရာစစ်ကြည့်မယ်ဆိုပြီးဘေးလူကိုထွက်သွားခိုင်းလိုက်တယ်။အဲချိန်မှာမင်းကလေးนี่ထိရင်အရင်စိတ်တော်တက်ပြီးအရန်ကြီးများတဲ့ကောင်လေးကသူမထိရင်စိတ်တော်မူတွေမရှိလို့သူ့ကိုယ်ကိုသူအံ့ဩနေတယ်။သူမကတော့ခက်တီတီနဲ့မကြခင်ဆေးရုံထွက်လို့ရပြီဆိုပြီးပြောတော့ကောင်လေးကသူမကိုမဲရဲ့မျက်နှာကဘာဖြစ်လို့ခက်တီတီဖြစ်နေတာလဲဆိုပြီးမေးပြီးသူမကိုဆက်သွယ်လို့ရတဲ့ဘာညာတွေတောင်းနေတယ်။သူမကမပေးပဲထွက်သွားမလို့လုပ်တော့ကောင်လေးကဆွဲလိုက်လေကတိဝလဲကျသွားတယ်။အဲကြောင့်သူမကကောင်လေးသူ့ရဲ့မိမဖြစ်ကြောင်းပြောပြမလို့လုပ်တဲ့ချိန်ကလေးတယောက်ကအဖေဆိုရင်ငိုပြီးသူ့အမေနဲ့တူဝင်လာတယ်။အဲကြောင့်သူမကအယမ်းအံ့လို့သွားတယ်။ကောင်လေးကို၄နှစ်လုံးအိမ်မပြန်တာကအပြင်မှာမိမနဲ့ကလေးရသွားလို့ပါဆိုပြီးအထင်စလွဲတော့တာပဲ။အဲကြောင့်သူမထွက်သွားမလို့လုပ်တော့ထိုးမင်းကလေးကကောင်လေးကိုကေပေးလို့ကျေးဇူးတင်နေဆိုပြီးသူမကိုအသီးနှလုံးပေးလိုက်တယ်။ဒါပေမဲ့သူမကတော့ဒီအသီးမင်းရဲ့သားနဲ့မင်းရဲ့ယောက်ျားကိုပေးပါဆိုပြီးထွက်သွားလိုက်တယ်။ထိုးမင်းကလေးကတော့သူမကကောင်လေးကိုလူကျင်နဲ့ထမ်းနေတယ်။အဲချိန်မှာကောင်လေးကတော့ကလေးကိုနောက်ဆိုရင်အဖေလို့မခေါ်တော့နဲ့ဦးလို့ပဲပြောပြနေတယ်။အမှန်တကယ်တော့ထိုးမင်းကလေးနဲ့သားကကောင်လေးရဲ့တငယ်ချင်းရဲ့မိန်းမနဲ့သားအခုတငယ်ချင်းကဆုံးသွားလို့ကောင်